မင်္ဂလာပါဒီတစ်ခါတော့စိတ်လှုပ်ရှားပွဲတရေဇလန်းလေးတစ်ပုဒ်ပြောပြတင်ဆက်ပေးပါမယ်ဈေးဆိုတဲ့လူငယ်လေးတစ်ယောက်ဟာပြရဲ့အလုတ်များလာတဲ့လူနေမှုပုံစံထဲမှာရှင်းတန်နေတဲ့လူငယ်တစ်ယောက်ပါတညမှာသူအလုတ်ကအပြန်လမ်းမီးတိုင်တွေအောက်လျှောက်လာရင်ထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိလိုက်တယ်ဓာတ်တိုင်တစ်ခုကိုဖြတ်တိုင်းလမ်းပေါ်မှာကျနေတဲ့သူ့ရဲ့အရိပ်ဟာသူ့ရဲ့လှုပ်ရှားမှုနဲ့ထပ်တူမကြပဲ2စက္ကန့်လောက်နောက်ကျနေတာကိုပါသူရက်လိုက်ရင်အရိပ်က2စက္ကန့်လောက်ဆက်လျှောက်နေပြီးမှရပ်သွားတယ်ဈေးမျက်လုံးကိုပုတ်ပြီးပြန်ကြည့်ပေမဲ့အားလုံးကပုံမှန်ပါပဲပင်ပန်းလို့မျက်စိဝေးတာနေမှာပါလို့ကိုနှစ်သိန်းရင်အိမ်ပြန်လာခဲ့တယ်အိမ်ထဲရောက်တော့ရေချိုးခန်းထဲမှာမျက်နှာတစ်နေတော့မှန်တဲ့ကသူ့ပုံရိပ်ကိုသူကြည့်မိပြန်တယ်မှန်တဲ့ကဈေးရဲ့မျက်လုံးတွေကပုံမှန်ထက်ပိုပြီးနှက်မှောင်နေတယ်လို့ပဲအဲ့ဒီအချိန်မှာပဲအပြင်ဘက်အေခန်းထဲကနေခတ်တူးတူးရေတံတစ်ခုကိုသူကြားလိုက်ရတယ်ဘာတူလဲဈေးရေချိုးခန်းတဲ့ကပြပြတလေးထွက်ကြည့်ပေမဲ့ဘာထူးမှမရှိဘူးဒါပေမဲ့ထူးဆန်းတာကအေခန်းကဆိုဖာပေါ်မှာသူဝတ်လေမရှိတဲ့အလွန်ဟောင်းနွမ်းနေတဲ့ရှေးခေတ်ပုံစံအကျဉ်းသားဝတ်စုံလိုအစင်းကြားအင်ဂျီတစ်ထည်တင်နေတာကိုတွေ့လိုက်ရတယ်ဈေးအဲ့ဒီအင်ဂျီကိုလှမ်းကင်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့လက်ဖြားတွေကနေတဆင့်ရီခဲတမျှအေးဆက်တဲ့ခံစားချက်တစ်ခုခန္ဓာကိုယ်ထဲကိုစီးဝင်သွားတယ်အဲ့ဒီညာတန်ကောင်ရံပါစီအိမ်မရောက်ပြီးနိုးလာတယ်အခန်းထဲမှာလုံးဝမှောက်အတိကျနေပေမဲ့ကတင်ချီရင်မှလူတစ်ယောက်မတက်ရက်နေတယ်လို့ခံစားရလို့စီထမင်းနဲ့လှမ်းထိုးကြည့်လိုက်တယ်ထမင်းရောက်အောင်ဘာထူးမှမရှိဘူးဒါပေမဲ့စီရဲ့ခန္ဓာကိုယ်ကနေကြမ်းပြင်ဖို့ကိုကြာနေရမယ်အရေးကပျောက်ကွယ်နေတယ်သူထမင်းနဲ့ဘလူပဲထိုးသူ့မှာအရေးမရှိတော့ထိလန်တခြားနေကတိဘောကစီမှုစူးစားစီမှာပဲနေရဘောကသူ့ရဲ့အရှိကသူ့ခန္ဓာကိုယ်နဲ့တီးခြားစီခွေးထွက်သွားပြီးအခန်းအပြင်ဘက်ကိုတဖြည်းဖြည်းရှောက်သွားတာကိုမြင်လိုက်ရတယ်ဈေးကြောက်နဲ့အရေးနောက်ကိုလိုက်သွားမိတယ်အဲ့ခန်းထဲရောက်တဲ့အခါအရေးဟာဆိုဖာပေါ်မှာထိုင်နေပြီးတစုံတစ်ခုကိုအားရပါရစားတောက်နေတယ်ဈေးဓမီနဲ့အနီးကထိုးကြည့်လိုက်တဲ့အခါအရေးစားနေတာကသူ့ရဲ့မှတ်ပုံတွေနဲ့သူ့ရဲ့ပုံတူဓာတ်ပုံတွေဖြစ်နေတာကိုတွေ့လိုက်ရတယ်။အရေးကဈေးဘက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်။အဲ့ဒီအရေးမှာမျက်နှာမရှိပေမဲ့ဈေးရဲ့နားထဲမှာအတန်တစ်ခုကြားလိုက်ရတယ်။မင်းရဲ့နေရာကိုငါအပိုင်စားတော့မယ်။ဈေးအနောက်ကိုစုပ်လိုက်စင်မှာပဲသူ့ဖုန်းထဲကို message တစ်ခုဝင်လာတယ်။ပို့တဲ့သူကဈေးတဲ့ message ထဲမှာရေးထားတာကအခုငါမင်းရဲ့အလုပ်ခွင်ကိုရောက်နေပြီ။အားလုံးကငါ့ကိုမီးလို့ပဲထင်နေကြတယ်မီးအခုဘသူလဲဆိုတာသိသေးရဲ့လားစီမှန်လေးကိုပြေးကြည့်လိုက်တဲ့အခါမှန်ထဲမှာပေါ်နေတာကသူ့မျက်နှာမဟုတ်တော့ပဲခုနကဆိုဖာပေါ်မှာတွေ့ခဲ့တဲ့အစင်းကြအင်ဂျင်နဲ့လူစိမ်းတယောက်ရဲ့မျက်နှာဖြစ်နေပါတော့တယ်